快点包比赛，包比赛！别不着急，这个来着。RPG那边的 RPG。对，我差不多。တရားကိုငယ်လိုတန်ဖိုးထားအမှန်တရားမျက်နှာတို့အသက်ပမာတို့လူငယ်မျိုးဆက်တင်များရဲ့တာဝန်ကျေစိတ်မဲ့နေလက်စင်ကံရဲ့တမိုင်းရဲ့မွေဆောင်းရှောက်ထိန်သိနေဒါရင်နံပါတ်2ကရင်မောင်းစုကြီးတစ်ချက်ခေါ်ပြီးပါဟုတ်ကဲ့ပါတန်း
နာမည်ရဲဝင်အောင်နော် ဟုတ်ကဲ့ပါတင် စစ်တပ်ဘယ်လောက်ရှိတော့ 6လပါတဲ့ကျွန်တော်ကပြည်သူ့စစ်မှုရဲ့အမတ်စင်တိတ်ကနေတင်နေဆင်းတာပါ အေးမင်းကိုတက်မှမူကချီးကျူးတဲ့အကြောင်းပြောမလို့ကွာ ဟုတ်ကဲ့ တက်ကွင်းထဲမှာတောက်လျှောက်ပြစ်ခံနေတဲ့ကြားတွေကအေးရအောင်မောင်းထွက်သွားလို့ငါရဲဘော်တွေတက်တာသွားတာကွာအဲ့ရဲဘော်တွေကြောင့်ပဲရန်သူတွေပြန်ဆုတ်သွားတာမော်တော်ရင်လည်းထိခိုက်ပျက်စီးမှုအတော်နှဲသွားတယ်ကွာမင်းကိုပို့ပြီးချီးကျူးချင်တာဝင်းနေတက်ကဘိုးကြီးကိုရအောင်ကယ်ထုတ်သွားနိုင်တာပဲငါလည်းမင်းရဲ့လှုပ်ဆောင်ချက်ကိုအတိမတ်ပြုပါတယ်ကွာနေုံတက်မှမူကထပ်ပြောသေးတယ်မင်းတို့ပြည်သူစစ်မှုထမ်းရဲဘော်တွေကအလုပ်ဖြစ်တယ်အားကိုးရတယ်တဲ့ အဲ့လိုမျိုးပန်းလေးတွေကိုကျင်ကျင်နာနာနဲ့ယူပြီးချီရဲဆိုတာလူတစ်သိန်းမှတယောက်တောင်မလုပ်ဘူးနော် အေးနော်အဲ့ချက်နဲ့ရင်ခိုင်လုံနေပြီ ပြီးတော့မမရဲ့မျက်လုံးတွေကကြည့်ရဲကျင်ကျင်နာနာအကြည့်တွေအဲ့အကြည့်တွေကငါရင်တွေကိုပို့ပြီးလှုပ်ခတ်စေရတွေးသားရင်ချလို့ရင်းနှီးနေတယ်လို့မျိုးတွေးရစကားပြောနေတယ်လို့မျိုးပေါ့ဟာ ဒါမဲ့တချို့ဆိုရင်အဲ့လိုရွယ်တူညီမလေးရှိရဆိုလို့ရှိရင်လည်းအဲ့လိုပုံစံပဲကျင်ကျင်နာနာပြောဆိုဆက်ဆံကြရမှာမဟုတ်ဘူးလား နေရလေဟာငါ့ရဲ့မျောလင်းချက်တွေကိုကြိုးပြီးမဖြတ်စည်းစမ်းပါနဲ့ sorry ပါဟာငါကနင့်ကိုနားလဲနိုင်ဆုံးသူပါအထင်မလွဲပါနဲ့အဲ့တော့နင်ဘာလုပ်ချင်လဲငါတို့ဘိုးကြီးငိမ့်ချက်မေကိုတွားမိကြမလား ငါတို့စွန့်စားကြတာပေါ့ဟာဘိုးကြီးရတယ်သဘောကောင်းမိသားဆိုတော့ငါ့ရဲ့မိကုန်းတွေကိုသူလက်ခံပါပါ ငိမ့်ချက်မေနဲ့မေတစ္ဆာနမကနည်းနည်းတော့ဝေးရနော် နေရလဲဟာငါတော့မှခင်သစ္စာကနေတင့်တယ်အောင်ဆိုပြီးဖြစ်သွားတာပဲလေ ကဲပါအဓိကတော့နင်သိချင်တာသိရဖို့ပဲမလားတားရအောင်ငါတို့တာဝန်မှုစီမှာခွင့်သွားတောင်းကြမယ် ရှေ့ကြီးမိတို့ဒီထဲကစောက်တွေကိုသမီးတို့တက်ခွဲတွေကိုပြန်ပြီးတော့ဖြတ်နေတယ်နော် ဟုတ် ညကြလို့ရှိရင်ဘိုးကြီးတေချာပြန်စစ်မှာနော် ဟုတ် တေချာဝေးပြီးလာအောင်ရော့လာမိတို့ဘာတရင်ပို့စရာရှိတော့လဲ ဟိုတာတရင်ပို့ကြရှိလို့ပါဘိုးကြီးကိုရေးကိုရာကိစ္စလေးမေးချင်လို့ပါ ထိုင်လေးသမီးကပြောစရာမရှိဘူးမလားပြောစရာမရှိဘူးဆိုလို့ရှိရင်ပြင်မာရဲဆောင်နေနော်ဘာတွေထူးကိစ္စရှိလို့လဲသမီး ဟိုလေးဝေး ပြောစရာရှိရတာပြောပါလူချင်းတွေ့ပြီးတော့ပြောရလောက်တဲ့အထိအရေးကြီးတယ်ဆိုတော့ဘာကိစ္စများလဲ ဘိုးကြီးရဲ့ကိုရေးကိုရာကိစ္စလေးမေးချင်လို့ပါဘိုးကြီးရဲ့ကိုရေးကိုရာကိစ္စဆိုပေမဲ့လည်းဟိုတားအတွက်အရန်ရေးကြီးနေလို့ပါ သူ့ရဲ့ကိုရေးကိုရာကိစ္စမင်းဘွားအတွက်အရေးကြီးရဲဆိုတော့ဘာများလဲအုံမှန်ဆိုရင်တို့ကိုရေးကိုရာကိစ္စကိုဘူးမှမပြောတတ်ဘူးအမေရပါတယ်ဖြေးပေးလို့ရတာရှင်ဖြေးပေးမယ်လေ ဟုတ်ဟိုဘိုးကြီးစီမှာညီမရှိလားယင် သူဟိုးငယ်ငယ်လေးတော့မိမတယောက်ရှိခဲ့ပါရဲ့ဒါပေမဲ့ခုမရှိတော့သူကတူရဲ့ဘဝတွေကနေတောက်ကွယ်သွားခဲ့တာကြာရဲ့ပဲကုံကုံပြောရရင်
တို့ရဲ့အဖေရောတို့ရဲ့ညီမလေးရောတို့မျက်စိရှိမှတယ်တို့ဘဝရဲ့ဖြောက်ခွဲသွားတာအဲကြောင့်မို့လဲဒီကတင်နန်းသူတွေတို့ရဲ့ညီမလေးအရင်လိုမျိုးသဘောထားပြီးတော့ကိုကြီးဆောက်ရှောက်ပေးတာပေါ့ ဒါဆိုဘွေးနဲ့ဘွေးညီမလေးနဲ့ဝေးသွားတာပေါ့နော် မဟုတ်ဘူးသူကတွေ့ပွားရဲမှာတယ်မရှိတော့တာအော်ဘာလဲမင်းကတွေ့ညီမလေးဖြစ်ချင်လို့လားမဟုတ်လေဒီကတင်နန်းသူတွေအားလုံးကတွေ့ညီမလေးအရင်ဒီလိုပါပဲကွာအမေးစရာရှိသေးလဲမရှိတော့ရင်သွားရလေနော် ဟုတ်ကဲ့ဘွေး တက်ဘာလို့ငိုနေရတော့ဟဲ့ဘုံနေတော့ဟာဘာဖြစ်လာလဲငါ့ကိုပြောပြပါဦးသူဘာပြောလိုက်တာလဲပြောပြမှာငါကူစဉ်းစားပေးလို့ရမှာပေါ့ဟာထမင်းစားတော့မှငါညီမလေးကိုမတွေ့ပါဗလားလို့စဉ်းစားရင်းနဲ့ထွက်လာတာခုတော့ထင်တဲ့အတိုင်းပဲအဲ့တပုံလေးကြည့်ပြီးတော့ထိုင်းကုန်နေပြန်ပြီမလားဆိုရတဲ့အတိတ်ကိုလေးကမပေးတဲ့ပဲညီမလေးသိပါတယ်ဒါမဲ့လွမ်းရတာနဲ့ငိုရတာဆွဲလန်းနေရလားမလေးကိုရညီမလေးလည်းမသိတော့ပါဘူးမိုင်းညှချထားလိုက်ပါညီမလေးရဲ့အတိတ်ကဘလို့အကြောင်းအရာမဆိုပစ္စုပန်အတွက်အကျိုးမရှိဘူးတဲ့အတိတ်နဲ့တူပြန်ပြီးကပ်ပါလာတတ်တဲ့အကုသိုလ်တွေကကိုတွေးရင်တွေးသလောက်အဖမှန်တလဲလဲနှိမ့်ဆက်နေတော့တာတတိလေးတော့ကတ်ထားလိုက်ပါညီမလေးရဲ့ချစ်စုပါမညီမလေးပစ္စုပန်မှာကောင်းဆုံးနေတိုင်းပါ ဟယ်လိုမေမေလားတားစင်းအောင်စေမိမေမေအခုတော့ရန်ကုန်မှာပဲပြန်တွဲထားပြီးရယ် တားအခြေအနေဘယ်လိုလဲလမ်းလျှောက်လို့ရောရလားဒီမှာအားလုံးကစိတ်ပူနေကြတာ ရှောင်းလို့ရပါတယ်မေမေရဲ့စားပြီးတန်ရရကစားအချိန်ခဏပဲလမ်းလျှောက်ရခတ်တာပါအခုဆိုအရင်တိုင်းဖြစ်နေပါပြီ တားရန်ကုန်မှာဆိုတော့လေခက်ခက်ကိုဆက်သွယ်လိုက်အောင်လေတားစိတ်ုံတက်တော့လည်းခက်ခက်ကိုမဆက်သွယ်ဘူးဆို ဒန်ရအသေးမွားမလို့မပြောတာပါမေမေကဒီတစ်ပတ်ပေးရကြတာခက်ခက်စီသွားလိုက်မယ်လေ သွားမှာဗောတားရဲ့တားနဲ့ခက်ခက်ကသစိမ့်နေမှာမဟုတ်တာသူ့မှာမင်းကလွယ်ပြီးရွေးချယ်စရာမရှိသလို
တားမှလည်းခက်ခက်ကလွဲပြီးတော့ဘယ်သူမှမရှိဘူးလေကိုယ့်ရဲ့ဇနီးလောင်းဆိုတာရင်းနှီးအောင်နေရတယ်တားရဲ့တိတ်ဝေးလို့ရင်မကောင်းကြားလားတား မဝေးပါဘူးမေမေရဲ့တာဘက်ကသူနဲ့နေဖို့အတွက်အမြဲတမ်းစူးစမ်းနေပါတယ်အဲ့ဆိုဒါပဲတော့မေမေတာဖုန်းချလိုက်တော့မယ် မဲဟုတ်မအလှကြီးပြင်းနေလို့ပါလားဘယ်သွားမလို့လဲ ဘယ်မှတော့တောင်းဖို့မရှိဘူးဒါမဲ့သူတော့ရှိ ဘာတူလဲပုံမှန်ဆိုလို့ရှိရင်အမကိုအဲ့တွေ့လာတဲ့သူလည်းမရှိပါဘူးတီးပြီအလောက်ဆိုရင်တီးပြီအဲ့တွေ့လဲလာမယ်အလှတွေလည်းပြင်ထားတယ်ဆိုတော့မစီကိုလာမဲ့သူကတာမန်လူတော့မဖြစ်နိုင်တယ်ဟုတ်တယ်မလား ဘဝရဲ့ VVIP လို့ပဲပြောရမှာပေါ့ဟုတ်အဲ့ဒီအကုန်လုံးကအမေကစီစဉ်တာပါကွာ ဘယ်လိုပဲပြောပါအမရဲ့ VVIP ဆိုတော့ရုပ်ကချောလားဘယ်ရလဲ ဟုတ်ရုပ်ကတော့ရှင့်လို့လောက်ချောချင်မှချောမှာပေါ့ဒါပေမဲ့ကိုယ့်ရဲ့ရင်ထဲမှာတော့ချောတာအချက်တောင်ပိုသေးတယ်ဟောဟို तू ကလည်းအရာရှိပဲလေတိမွေးကူဆရာဝင် ဟုတ်ပါပြီဒီလောက်ဆိုရပါပြီဒါနဲ့တို့ရောအမကြွေရပြီးတော့စားပါလား တိတော့မတိသေးပါဘူးတိတ်မကြခင်ပေါ့မလေးရှင့်ရဲ့ကိုဖုန်းလာနေပြီမလားတော့ပြောလိုက်ပါအောင်သွား ဟယ်လိုကိုကို အော်ချောင်းရုံးပဲသွားအောင်ပါပဲခုမှတတိရတယ် ဆောင်ရောက်မှပဲစားကြပါဘူး တစ်မလားရှာလိုက်ရတစ်ရဲ့အဆက်တွေဘာလို့ဖြတ်ထားလဲဒီเจ้าမတင်တန်းတက်နေရလား ဟုတ်ပါတယ်ဘိုးကြီးတခြားတော့ဘာပြောကြရှိသေးလဲမသိဘူးမရှိဘူးဆိုရင်သွားခွင့်ပြုပါ ကိုနင်းစီရှိကိုလာဖို့ကြိုးစားနေခဲ့တာကြားနေပါပြီနင်းစီရဲ့ဒါပေမဲ့ကိုမမျောလင့်ထားတဲ့တိုက်ပွဲတစ်ခုရောက်သွားပြီးတော့ပေါင်မတရားရခဲ့ကံအားလျော်စွာပဲအသက်အန္တရာယ်နဲ့လွတ်ခဲ့ပါတယ်အခုတော့အခြေအနေကောင်းနေပါပြီအစင်းသင်းဖြစ်တဲ့ချိန်ကိုနှစ်ယောက်ကိစ္စကိုဆက်ပြီးစီစဉ်ကြမယ်လေခနဲ့ရှင်စောစောရစကားပြောနေတဲ့တင်နန်းသူကဘာတူလဲဘယ်ရလဲရှင်နဲ့ဘယ်လိုလုပ်သိနေရလဲအစားရကသိရလား ဟုတ်တယ်အ
ရင်တက်ကဆရာကြီးရဲ့သမီးကိုစာတင်ပေးခဲ့ပူတဲ့တပည့်မလေးတယောက်ပါ မမေသမီးရဇီယာနိုင်ကိုဘာတွေမကြည်မနှက်ဖြစ်နေတာလဲအဲ့ဒီနေ့ကသမီးသူ့ကိုစကားကောင်းကောင်းမပြောဘူးဆို သမီးရဲ့နဲ့ကိုဒီယောက်ကလာပြီးခလုတ်တိုက်တယ်လို့ခံစားနေရလို့ပါမမေရဲ့မမေသမီးကြောင့်မမေသိရမလားသမီးကဘယ်ရအောင်မစိုးရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားဖြစ်ချင်တာလေ သမီးကြီးကဘာတွေသိထားလို့လဲသမီးရဲ့ ဇီယာနိုင်ကြောက်လာတဲ့နေ့ကတန်းတန်းလူတယောက်နဲ့အရင်ဆုံးတွေ့ရမမေသူတို့ရဲ့ပြောဟန်ဆိုဟန်ကမလေးရဲ့တုံ့ပြန်ဟန်တွေကမရိုးရှင်းဘူးလို့သမီးဘက်ကခံစားလိုက်ရတာ နေပါဦးအဲ့ဒီကောင်မလေးကဘာတူလဲသမီးသိလား တက်တက်အောင်လဲမမေတောင်ကြီးမှာတော့မမေဇီယာနိုင်နဲ့တွေ့ခဲ့တယ်ဆိုတဲ့တယောက်ရဲ့နာမည်ပဲ အဲ့ဒီကောင်မလေးကတကယ်ပဲသမီးရဲ့တင်တန်းသူဖြစ်နေတာလားဟုတ်လား အဲ့ဒါပဲသမီးရဲ့စိတ်ကိုကတိကောင်ဖြစ်စေတာပဲမမေရဲ့ရှင်ပြိုင်လို့မသိတဲ့သူဖြစ်နေရတာလေသမီးစိတ်ကိုဘဝင်မကျဖြစ်စေတယ်အဲ့ဒါကြောင့်ပဲသမီးဘက်ကဇီယာနိုင်ကိုမရေမရာဖြစ်သွားတာ ကဲပါသမီးရဲ့ငါသမီးလေးဂုံတိတ်ခါအတွက်အစအစအရာရာတိမ်တိမ်မွေ့မွေ့ဖြစ်အောင်မမေအားလုံးတယောက်တည်းစီမံလိုက်ပါမယ်မမေသမီးလေးဘာမှစိတ်မပူနဲ့စိတ်ထဲမှာပျော်အောင်မဲနေကြားလား မမေတိဖို့ကသမီးကစိတ်ထဲမှာမရှင်းဘူးဆိုရင်ဘာမှမလုပ်ဘူးနော်မမေ အေးပါသမီးရဲ့
ကိုကြီးဘာလုပ်နေလဲရှေ့တန်းရောက်သွားပြီလား တိုက်ဆိုင်ရတာညီမလေးရဲ့ကိုကြီးကလေဒီနေ့ကတနင်္ဂနွေနေ့ဆိုတော့ညီမလေးစီကဖုန်းလာမလားဆိုပြီးမျှော်နေတာညီမလေးကိုကြီးခုရောက်နေတဲ့နေရာလေးညီမလေးသိရင်ရမ်းအံ့ဩပါမှသိလား ကိုကြီးကဘယ်ရောက်နေလို့လဲ ကိုကြီးတို့ကတ်မလူကိုစပြောင်းခဲ့တဲ့အချိန်တုန်းကလမ်းဘေးနားလေးမှာညီမလေးဖဲချိုးဝိုင်အောင်လေးခြီခဲ့တဲ့အပင်လေးရဲ့နားကိုရောက်နေတာ ကိုကြီးကဘာတို့ဘာသားလောက်တာလဲ ရင်နန်းနဲ့ပါလာလေညီမလေးရဲ့ညီမလေးကိုလွမ်းတာနဲ့ဒီနေရာလေးကိုလွမ်းပြေးလာကြည့်တာ ကိုကြီးကမှားမမိသေးလို့လား မှတ်မိတာပေါ့ညီမလေးရဲ့ပန်းလေးတွေရောပန်းပင်လေးတွေရောမရှိတော့ပြင်မဲ့ညီမလေးခြီခဲ့တဲ့ဖဲချိုးဝါလေးကိုအဲ့ဒီအပင်လေးရဲ့နားမှာတွေ့တော့ကိုကြီးတေချာလေးသိငယ်ရနော် ကိုကြီးကလည်းတားငိုတော်ငိုကျင်လာပြီဒါလည်းကိုကြီးကိုအရန်လွမ်းနေသိလား ကိုကြီးလည်းလွမ်းတာပေါ့ညီမလေးရဲ့ဩညီမလေးဒီညလေးကိုကြီးဥထုံးကိုသွားကြတော့မယ်သီလား ကြော့လေကိုကြီးဟိုကြော့ပြီးရောဘာပြောမှလဲတားလို့ကြောင်းလား ဘယ်ကမလဲအဲ့ထက်အများကြီးပို့တာပေါ့ညီမလေးရဲ့ကိုကြီးညီမလေးကိုလက်ထပ်ယူမယ်ဆိုတဲ့အကြောင်းပြောပြီးတော့သွားပြီးခွင့်တောင်းပါ ဟာဟိုကိုကြီးကလည်းချက်စရာကြီးဒါပဲနော်ကိုကြီး ပြီးရောညီမလေးအဲ့ဆိုကိုကြီးနောက်မှဖုန်းဆက်လိုက်မယ်နော် ဦးလေးတို့ကျွန်တော်ရေဝဲရအောင်ပါဦးလေး ဟာရုံးရောမင်းကယူနီဖောင်းနဲ့ဆိုတော့ကွာငယ်ရုပ်မှတ်မိရောမနေ့ကြည့်ရကဲလားဝင်ထိုင် ဟုတ်နေကောင်းရလားဦးလေး အေးကောင်းပါတယ်ကွာကောင်းပါတယ်မင်းတက်တဲ့ကိုပြည်သူစစ်မှုထမ်းပတ်စင်တစ်ထဲကဝင်သွားတယ်ဆိုတာသမီးပြပြတော့ငါသိပြီပါပြီထောက်ဖို့ပဲနေပါလားကွာဟာတူတဲ့ချက်တော့ဖြစ်နေပြီပဲမင်းပြည်တီတော်တော်ဝမ်းသာပါ ဟုတ်ပါတယ်ဦးလေးဖေဖေတဲ့ညီလေးရဲ့တရင်ကိုဦးလေးလည်းကြားပေးပြီထင်ပါတယ် အေးကြားပြီပါကွာပွဲနှွှဲလာတဲ့ခတ်ကျွဲသူချက်ကမနေဆိုသလိုပေါ့စစ်သားကြောက်ရဲ့ဘဝတိုင်းပြည်နေတဲ့သက်ဆိုင်နေကြားကစားငါလည်းမြေရောင်ကြားမိတယ်ဒါနဲ့မင်းရက်ဆောက်ကိုဘယ်လိုရောက်လာလဲ တောင်ခမ်းဒေသဘက်ကိုထွက်တဲ့စစ်ကြောင်းလိုက်ပုံရောက်လာတာဦးလေးရှင်နန်းကတော့ဒီဘာလူတက်နေမှာပဲခဏရက်ထားနေကျွန်တော်ဦးလေးရှင်မရအောင်လာခဲ့ မရအောင်လာခဲ့တာဆိုတော့မင်းကတော့ဒီလိုလာပြီးနှုတ်ဆက်တက်တယ်ပဲလားမင်းကွာစစ်စင်ရင်တော့အရေးကြီးနေတဲ့အချိန်မှာဖုန်းဆက်လိုက်လည်းရပါတယ်ကွာ ဦးလေးပြောတာမှန်ပါတယ်ကျွန်တော်ကဦးလေးနဲ့လူချင်းတွေ့ပြီးတော့ခွင့်တောင်းစရာလေးရှိလို့ပါ အားများလေကွာ ဦးလေးနားနဲ့မနာဘဝနဲ့နာပါနော်ကျွန်တော်နဲ့တစ်တစ်နဲ့ကမြတ်တာမျှနေကြပါပြီပြီးတော့တစ်တစ်ကိုလည်းကျွန်တော်ဘဝရဲ့ထာဝရလက်တွဲပေါ်ဖြစ်နေပြီးချက်ထားပါတယ်အဲ့ဒါဦးလေးကျွန်တော်တို့နှစ်ယောက်ကိုသဘောတူပေးဖို့ကျွန်တော်ခွင့်တောင်းခြင်းလို့ပါ မင်းရတယ်ကွာငါသမီးနဲ့မင်းနဲ့ရေးစားဖြစ်နေပြီလက်ထက်ခွင့်ပြုပါလို့ပြောလဲပြီးနေတာပဲကွာအေးငါစဉ်းစားမယ်ကွာပြီးရင်မင်းမေစီကဖုန်းဆက်လိုက်မယ်ဟုတ်ပြီလား ဟုတ်ကဲ့ဦးလေးဦးအဲ့ဒါဆိုကျွန်တော်ဦးလေးတို့တစ်ခါကြတော့ခိုင်းလိုက်မယ် ဟုတ်ပြီစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းပြည့်စုံပါစေဘေးအန္တရာယ်ကင်းရှင်းပါစေနော်ကျေးဇူးရှင်မိခင်ကိုလည်းဒီတပတ်တဆုပ်စိတ်ချမ်းသာအန္တရာယ်ကင်းနဲ့ပြုစုစောင့်ရှောက်လို့ကျွေးနိုင်ပါစေကွာ ပေးရစွနဲ့ပြပါစေဦးလေး တစ်တစ်အောင်ရဲ့စိတ်ဓာတ်လေးကအေးဆက်ပြီးတော့တိတ်ဆိတ်တဲ့သဘောတော့ရှိပါတယ်အမရဲ့အားကြောင့်အမရဲ့စိတ်ထဲမှာဘာမှခက်ခဲမနေနဲ့တော့ကြနေအမထင်ထားသလိုမျိုးဖြစ်မလာဘူးဆိုရင်အမစိတ်မကောင်းဖြစ်နေအောင်မယ် ဒါပေမဲ့ညီမလေးရဲ့မိန်းမတွေရဲ့စက်တမအာယုံက
ယောက်ျားရဲ့ထက်တော့ပို့ပြီးတော့တိကျမယ်ထင်တယ်အမရဲ့ဇလန်မှာအဲ့တစ်အောင်ဆိုတဲ့နာမည်ကပေါ်လိုက်ပျောက်လိုက်နဲ့ခလုတ်ကန်တင်းတို့လာလာညှိနေခဲ့တာအနိုင်ယူရမယ့်ကလေးတော့မဟုတ်ဘူးပေါ့လေဒါမှလည်းဒီတိုင်းလွတ်ထားလောက်တဲ့တီးတော့အနေကင်းတယ်လို့အမမထင်ဘူး မိုင်းစိတ်ထဲမှာဘာမှခံစားမနေပါနဲ့အချိန်ကြီးကသူ့အလိုလိုစကားပြောသွားလိမ့်မယ်လူဘဝမှာကိုစိတ်ပူတယ်လို့မျိုးဖြစ်မလာတဲ့အရာတွေဟာအများကြီးပဲမလားမိုင်း အမအဲ့လိုမျိုးအချိန်ရစကားပြောလာမှမျိုးမဆောင်တတ်ဘူးညီမလေးအချိန်ကြီးကြာသွားပြီးရဲ့နောက်စကားတွေတော့ပြောလာပါတယ်ဒါပေမဲ့ကိုမကြားချင်တဲ့စကားတွေဖြစ်နေမှမျိုးအမလုံးဝလက်မခံနိုင်ဘူးအဲကြောင့်ငယ်ငယ်လေးကလေးကကိုယ်စိတ်ထဲမှာမရှင်းဘူးဆိုရင်ပြက်ပြက်သားသားဆုံးဖြတ်စရာရှိတာဆုံးဖြတ်တယ်ပြောင်းလဲစရာရှိတာကိုလည်းပြောင်းလဲခဲ့တယ် ဆရာမဘယ်တော့ခေါ်မယ်နော်တိုင်းသွေးတင်နော်ယောဝနာထွန်းကောင်းစစ်သွေးမေတ္တစာတစ်ဖူးပွင့်ခိုင်ဣယေရနာမေတ္တစာနှစ်ရောက်ဆဲခေစွမ်းဆောင်easy အောင်မြင်အောင်လုပ်ကိုင်သည်ဆရာမရဘော့ကတွေပေးမယ်နော်ဆရာမစီလာယူမယ်စင်တစ်မေတ္တစာတစ်တော်တယ်နော်ဆက်ကြိုးစားမယ်စင်နှစ်မေတ္တစာနှစ်စင်သုံးဖြိုးဝေလွင်